စိတ်တိုင်းရှိပြီး customer တွေရဲ့စကားတခုံးကဘာလို့ဖြစ်မလဲ ပရိသတ်ကြီးယောက်ျားရဲ့အဖေက စိတ်တိုင်းညီမကိုရတာစိတ်တိုင်းကြတယ်လေသူလေးလည်းကောင်းတယ်ဇိုင်းလေးလည်းရကြိုက်ပါတယ်ရှင်ဟိုလူငယ်ဆန္ဒလေးရှိရလူကြီးဆန္ဒလေးရှိရရှိဝေတောင်းမှုကောင်းတယ်ဒီမှာ စစ်စစ်နောက်ပါတယ်ရှင် ရွှေကြီးလေးလည်းကောင်းလို့ပါ လက်ရလှလှလေးအများကြီးရှိရပါတော့ရန်ကျေးဇူးတင်တယ်ရန်နဲ့ဆင်ကြည့်ရ လုံးဝအဆင်ပြေ ကဲပါရှင် ရှယ်လေ တော့လည်းခေါ်ရပါတငယ်ချင်းတယောက်ရွှေကောင်းတယ်ဆိုညွှန်လိုက်တော့ဇိုင်းတွေကလည်းစုံနေတာပဲရွှေဝဲတာရောဝန်ဆောင်မှုကောင်းပါလက်ရလေးလည်းကြိုက်တယ် ဈေးနှုန်းအစားဝန်ဆောင်မှုဆက်ဆံရေးအကုန်ဆင်ပြေပါတယ်ဟုတ် ဝန်ဆောင်မှုလည်းကောင်းပါတယ်အဆင်ပြေပါတယ်ဟုတ်တခြားလေးပြပေးရှင်ဟုတ် ကြိုက်တယ် ပြင်တယ်နော်ဒီဇိုင်းတွေကတော့စုံတယ်ပေါ့ကိုတယောက်ကဒီညွှန်လိုက်တော့ဒီမှာကျတော့စမ်းတာလေးရှိတယ်စိတ်တိုင်းကြပါရဲ့ရှင်ဒီဇိုင်းတွေလည်းလမ်းလို့နော်ရွှေလေးရဲ့အရန်ကောင်းပါတယ်ဇိုင်းစမ်းနေလည်းများတယ်စိတ်တိုင်းလေးကြိုက် ရွှေကြီးလည်းကြိုက်တယ် အဆင်ပြေပါလားရွှေအကြောင်းဆိုင်15လေးကြည့်ရအမှခက်တာပေါ့မလို့ကျင်တာရလို့ကျင်တတ်တယ်ကောင်းပါရဲ့အကုန်လုံးပါနေထိပါဆွေးကြည့်တတ်ပါဟိုကရွှေရည်တွေးလဲပြီးအမှခက်လည်းပြောတယ်အဆင်ပြေအောင်တဝင်းပြီးတဝင်းရှာပေးရပေါ့နော် ရှင်းနေမှရှိပါတယ် ဒါဆက်ပြီးပဲဒီအောင်ချင်းနဲ့ပြီးလာရမ်းအဆင်ပြေပါကျင်တတ်ပါတယ်ဟုတ်ကြပါရဲ့ဒီဇိုင်းဆန်းတာလေးရှိတွေးရည်တွေးရလဲကောင်းတယ်ဝန်ဆောင်မှုလည်းကောင်းတယ် အကြောင်းစင်းကတော့မကြောက်ဘူး အမှခံမှုပေးရဆိုတော့ စိတ်ရည်နဲ့ပါတယ်ဟုတ်တော့ဝန်ဆောင်မှုလည်းကောင်းပါတယ်ဒီချာရှင်းပြလေးဟုတ် ကျွေးလေးလည်းတော်တော်လှရဒီဇိုင်းလေးလည်းဟုတ် တကယ်စိတ်တိုင်းကြောက်တယ် ဒီဇိုင်းဆောင်လေးလည်းပေါ့ပုံရှင်းပြရပါတော့ အဆင်ပြေပါတယ်ဟုတ်တိတ်တာလေးလည်းဒီချိန်နေတယ် စိတ်တိုင်းကြပါရဲ့တော့ ဘယ်ကအဆင်ပြေစားပြီးလည်းကောင်းပါဒီဝန်ဆောင်မှုရှိရ ဆိုင်ဆန်းတာလေးတွေ့ရဒီမှာ 心带许平。